လာပါဒီနေ့မှာတော့စီးပွားရေးအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးအချက်10ချက်ကိုမျှဝေပေးချင်ပါတယ်စီးပွားရေးတစ်ခုကိုစတင်ဖို့စဉ်းစားနေသူတွေလုပ်နေလို့အဆင်မပြေတာတွေ့နေရသူတွေအတွက်အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်စလိုက်ကြရအောင်နံပါတ်1ရည်ရွယ်ချက်ရှင်းရှင်းလင်းလင်းသိထားပါဘာလုပ်ချင်လဲဘယ်သူတွေအတွက်လုပ်မလဲဘယ်အထိရောက်ချင်လဲဆိုတာတေးသေးချာချာစဉ်းစားထားဖို့လိုတယ်ရည်ရွယ်ချက်မရှိဘူးဆိုရင်လမ်းပြောင်းနေတဲ့တင်မောလိုတောင်ဖြစ်တတ်တယ်နံပါတ်2စီးပွားရေးအစီအစဉ်တစ်ခုပြုစုပါဘာရောက်မလဲဘသူကိုရောက်မလဲဘလို့ကြော်ညာမလဲသုံးငွေဝင်ငွေအပေါ်ဘလို့စီမံမလဲဆိုတာရေးထောက်ထားဖို့လိုတယ်ဒီအစီအစဉ်ကတစ်လုပ်ငန်းရဲ့လမ်းပြမြေပုံပါပဲနံပါတ်3ဈေးကွက်ကိုတေးသေးချာချာလေ့လာပါဝယ်သူတွေဘာလို့နေလဲရှင်ပြိုင်သူတွေဘလို့လုပ်နေလဲဈေးကွက်ထဲမှာဘလို့အခွင့်အလမ်းရှိနေလဲဆိုတာသိထားဖို့အရေးကြီးတယ်နံပါတ်4အသုံးစရိတ်ထိန်းချုပ်ပါမလိုအပ်တဲ့အသုံးစရိတ်တွေဖြတ်ပြီးလိုအပ်တာတွေကိုသာဦးစားပေးသုံးဖို့လိုတယ်အကျိုးအမြတ်ထွက်မယ်ဆိုရင်စနစ်တကျအသုံးစရိတ်ထိန်းချုပ်နိုင်မှသာဖြစ်တယ်နံပါတ်5ဝင်ငွေနဲ့ထွက်ငွေကိုမှတ်တမ်းတင်ပါရောင်းတာဝယ်တာအကျိုးအမြတ်ထွက်တာတွေကိုတစ်နေ့ချင်းတစ်လချင်းမှတ်တမ်းတင်ပြီးအမြဲတမ်းကြည့်လို့ရှိရင်ထိထိရောက်ရောက်စီမံနိုင်ပါတယ်နံပါတ်6ဈေးကွက်ထဲဝင်ဖို့ကြော်ညာလုပ်ပါ Facebook TikTok YouTube တို့မှာသတင်းတွေပုံတွေဗီဒီယိုတွေတင်ပါတစ်အမှတ်တစိတ်ကိုလူတွေအတွက်မှတ်မိစေဖို့ပုံမှန်ကြော်ညာဖို့လိုတယ်နံပါတ်9ဝယ်သူဝန်ဆောင်မှုကိုအထူးဂရုပြုပါဝယ်သူနဲ့ပြဿနာတက်ရင်မြက်မြက်ဆက်ဆံဖြေရှင်းပေးဖို့လိုတယ်ရိုးသားမှုနဲ့သဘောထားကောင်းကောင်းနဲ့ဆက်ဆံရင်သူတို့ကတစ်စီပြန်လာလိမ့်မယ်နံပါတ်10ဆက်လက်လေးလာပြီးတိုးတက်ဖို့ကြိုးစားပါလုပ်ငန်းမှာတိုးတက်ချင်တယ်ဆိုရင်စာအုပ်ဖတ်တာသင်တန်းတက်တာနည်းပညာအသစ်တွေလေ့လာတာတွေလုပ်ဖို့လိုတယ်နံပါတ်9နည်းပညာကိုအသုံးချပါ app တွေစနစ်တွေသုံးပြီးစည်ရင်းချုပ်တာတွေကိုလွယ်ကူအောင်လုပ်ပါငွေပေးချေမှုပစ္စည်းစီမံမှုစတာတွေကိုအလိုအလျောက်ဖြစ်အောင်လုပ်ပါနံပါတ်10စိတ်တက်မကြပါနဲ့လုပ်ငန်းမှာပြဿနာတွေရှိတာတာမှန်ပဲအရေးကြီးတာကတော့စိတ်တက်မကြပဲထက်ကြိုးစားဖို့ပါအောင်မြင်သူတိုင်းကတခါတည်းမအောင်မြင်ကြဘူးကြိုးစားနေတာမျိုးမလျော့ကြပါဘူးကျေးဇူးတင်ပါတယ်ဒီအချက်10ချက်ကိုသတိထားပြီးလုပ်ရင်တင့်စီးပွားရေးကတကယ်အောင်မြင်လာနိုင်ပါတယ်အားလုံးအောင်မြင်ကြပါစေဒီနေ့ရဲ့အကြံပြုချက်တွေကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တင်းအတွက်အသုံးဝင်တယ်လို့ထင်ရင် like ခလုတ်တစ်ချက်နှိပ်ပေးပါမမေ့ပဲ subscribe လုပ်ထားပြီး notification လည်းဖွင့်ထားဖို့မေ့မထားနဲ့နော်နောက်ထပ်အကြောင်းအရာကောင်းကောင်းတွေအတွက်နောက်အပတ်မှာပြန်တွေ့မယ်နော်အားလုံးစီးပွားရေးအောင်မြင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ